ရားသခင်ဟာကာလတစ်ခုနဲ့တစ်ခုဖန်ဆင်းထားတာဖြစ်ပါလားဩတဘခေပညတ်တရားခေကျေးဇူးတော်ကာလထာဝရကာလဘုရားသခင်ဖန်ဆင်းထားတာဖြစ်တယ်ဒီနေ့ဒီကဘာမြေကြီးဟာဘုရားသခင်ကမြီးနဲ့ဖြတ်မှာနော်မြီးနဲ့ဖြတ်စီမှာဖြစ်တယ်နော်ဒီကဘာမြေကြီးကနှစ်ပေ3ထဲမှာရှင်ပေတရုဩဝါဒစာအခန်းကြီး3အငယ်7ထဲမှာမိုးကောင်းကင်တွေမြီးနဲ့ပြည့်၍လောကဓာတ်တို့တွေပူအားကြီးလက်အယေကျူခြင်းကိုခံရတော့နေ့အသည့်ဟူသောဘုရားသခင်ရဲ့နေ့ရောက်လိမ့်မည်ဒီမြေကြီးကပြည့်ရွခြင်းရဲ့ကိန်းဖြစ်တယ်ဒီမြေကြီးကမြီးလောင်ကျွမ်းသွားမယ်ပြာကျသွားမှာဒီမြေကြီးကအပူရှိန်များလာမယ်မြီးလောင်မြိုက်သွားမယ်ဘယ်အရာမှမျက်စိနဲ့မြင်ရတဲ့အရာအလုံးတွေတရက်ပျောက်ကွယ်သွားမယ်အလုံးဖျက်ဆီးပလိုက်မယ်မြီးပူအားအရန်ကြီးပြီးမှလောင်ကျွမ်းသွားမှာဖြစ်ပါတယ်ဖယားသခင်ကကာလတစ်ခုပြီးတစ်ခုသူ့အချိန်တစ်ခုပြီးတစ်ခုဖယားသခင်ဖန်ဆင်းထားတာဖြစ်ပါတယ်